တဲ့ခါမှာကိုကြိုက်တဲ့အဖက်ကိုရှာပြီးတော့ကစားတဲ့နီးလေးကိုယွန်းလေးကလာရောက်မြောက်ပေးမှဖြစ်တယ်ရှင်။သွားမကြည့်သေးခင်မှာရေးကြီးတဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်။ဘယ်လိုမျိုးသွားပြီးတော့ရှာဆော့ရမလဲဆိုတာဒေးစိတ်ယွန်းလေးနဲ့တူတူသွားကြည့်ကြမယ်ရှင်။ဖေးတစ်တော့ကောက်တော့ရောက်လာပြီဆိုရင်အောက်နာအပေါင်းလေးကိုနှိမ့်လိုက်မယ်။ FL လေးတစ်ခုကိုနှိမ့်လိုက်မယ်။ပြီးပြီဆိုရင် viewer FL ကိုနှိမ့်လိုက်မယ်။ဒီမှာရောက်လာပြီဆိုရင်မှန်ဘလူးလေးကိုနှိမ့်လိုက်မယ်။ FL လို့ရိုက်လိုက်မယ်ပေါ့နော်။အခုလိုမျိုးရိုက်စားရတာနဲ့ဒီမှာသူကအဖတ်မျိုးစုံပေါ့နော်ကြာလာပြီပေါ့နော်ဒီမှာကိုကြိုက်တဲ့ဖန်နဲ့ဒီမှာကစားလို့ရပါတယ်နောက်တစ်မျိုးလည်းရိုက်စားလို့ရတယ်ပေါ့နော် GLOW အခုလိုမျိုးလည်းရိုက်ပြီးတော့ရှာလို့ရပါတယ်ဒီမှာကြည့်ကြည့်နော်ကိုကြိုက်တဲ့ဖန်နဲ့ဒီမှာလည်းကစားလို့ရပါတယ်ကိုမျက်နှာနဲ့လိုက်တဲ့ဖန်ပေါ့နော်ဒီမှာရွေးပြီးတော့ကစားလို့ရပါတယ်ရှင်TikTok ကစားမဲ့အသေးလေးတွေပေါ့နော်ဒီလိုမျိုးလေးသွားရှာပြီးတော့ကစားပါရှင်ကိုနဲ့လိုက်တဲ့ face ရှာပြီးတော့ပေါ့နော်ငွေရတဲ့ကောက်ဤဆောင်ရှင်နဲ့ပတ်သက်ပြီးတော့တေယူလေးလာခြင်းနဲ့ TikTok နီးပညာပိုင်းနဲ့ပတ်သက်ပြီးတော့လေကျွန်းကျွန်းကျင်တက်မြောက်ခြင်းနဲ့ဆိုတဲ့သူလေးတွေပေါ့နော်ရုံးလေးစီမှာအခြေခံကနေပြီးတော့တင် जा ပေးတဲ့တင်တန်းရှိပါတယ်ရှင်ငွေရတဲ့ဒီအကောက်ဒီဆောက်ဒီကိုတင်ပြပေးပါတယ်ရှင်